ကျွန်တော်တို့အားလုံးဟာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရှင်ကြတာပါပဲအဲ့လိုဘဝမျိုးကိုပိုင်ဆိုင်နိုင်ဖို့အတွက်ခက်အဆက်ဆက်အတုံးဝင်နေတဲ့လမ်းညွန်တစ်ခုရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီအဖို့မဖြစ်နိုင်တဲ့ရှေးဟောင်းအဆုံးအမဖြစ်တဲ့မင်္ဂလာတို့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင် ကဲဒီမိကိုနေကိုတစ်ချက်လောက်စဉ်းစားကြည့်ကြရအောင်ဘဝမှာအကြီးမြတ်ဆုံးအမျက်ဆုံးဖြစ်တဲ့မင်္ဂလာတရားဆိုတာဘာများဖြစ်မလဲဒါကဒီတင်ပြချက်ရဲ့အဓိကချက်ချဖြစ်တယ်လို့လူတိုင်းလိုကိုတစ်ချိန်မဟုတ်တစ်ချိန်မေးပူးကြတဲ့မိကွန်းတစ်ခုလေးဖြစ်ပါတယ် အမှန်တော့လေဒီမိကွန်းကထင်တယ်လို့မယိုးရှင်းပါဘူးသူနောက်ွယ်မှာနှစ်ပေါင်းများစွာကြာခဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့ဇလန်ကြီးတစ်ခုရှိနေတယ်ဆိုတော့ဒီမိကွန်းကြီးကဘယ်ကနေဘလို့စလာခဲ့တာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်စဉ်းစားတာကြည့်ပါတော့ဗျာဒီမိကွန်းတစ်ခုရဲ့အဖြေကိုသိရဖို့အတွက်လူပြည်တင်မကဘူးနတ်ပြည်ပြမပြည်အထိစကြဝဠာပေါင်းထောင်တောင်းချီမှာ12နှစ်တိအဖြေရှာခဲ့ကြတယ်ဆိုတော့ဘယ်လောက်တောင်ရေးပါတယ်မိကွန်းချင်မလဲဆိုတာကိုပေါ့ အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့နတ်တပါကမြတ်စွာဘုရားစီကိုချင်းကပ်ပြီးတော့ဒီမိခွန်းကိုမေးလျှောက်ခဲ့ပါတယ်အဲ့ဒီကနေစပြီးတော့မှကျွန်တော်တို့အားလုံးအတွက်အဖို့မဖြတ်နိုင်တဲ့မင်္ဂလာတုတ်ဒီတနာတော်ကြီးပေါ်ထွန်းလာခဲ့တာပါပဲ ဆိုတော့မြတ်စွာဘုရားကဘလို့ဖြေခဲ့တယ်လဲအိုးစရာကောင်းတာကမြတ်စွာဘုရားရဲ့အဖြေကအဲ့ဒီခေတ်ကလူတွေမျောလင့်ထားတာနဲ့လုံးဝကိုဆန့်ကျင်ပဲဖြစ်နေခဲ့တာပါမင်္ဂလာဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုအမြင့်ကနေလမ်းပြီးပြောင်းလဲပြီးခဲ့ရမျိုးပေါ့ကဲဒီမှာကြည့်လိုက်ရအောင်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကြွားချချက်ကြီးပါအရင်တုန်းကလူတွေကဘယ်လိုယုံကြည်ခဲ့ကြလဲဆိုတော့ကောင်းတဲ့အတိတ်နိမိတ်တွေတွေ့တာတို့ထူးဆန်းပါတွေမြင်တာတို့လိုမျိုးပြင်ပအရာတွေကိုမင်္ဂလာလို့ထင်ခဲ့ကြတာဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒါတွေအားလုံးကိုပြီးချိတ်ပြီးတကယ်မင်္ဂလာအစစ်ဆိုတာကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ထားကိုကျင့်တရားလို့ရက်ပြောရရင်ကိုယ့်ရဲ့အတွင်းစိတ်ကနေပဲလာတယ်လို့လမ်းညွှန်ပြတာခဲ့ပါလေဒီမင်္ဂလာဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကိုနည်းနည်းလေးနည်းကြည့်ကြည့်အောင်သူကကံကောင်းခြင်းလိုမျိုးကိုလုံးမရတဲ့အရာကိုဆိုလိုတာမဟုတ်ပါဘူးသူရဲ့အဓိပ္ပာယ်ကဆင်းရဲဒုက္ခကိုဖြစ်စေမဲ့အကြောင်းတွေကိုကိုယ်တိုင်ကိုယ်ကြဖြတ်တောက်ပြီးတော့ကောင်းကျိုးချမ်းသာကိုတက်ကြွဖန်တီးယူတာကိုဆိုလိုတာပါတော်တော်လေး active ဖြစ်တဲ့အဓိပ္ပာယ်နော် ကောင်းပြီဒါဆိုရင်အဲ့ဒီလိုကောင်းကျိုးချမ်းသာတွေပြည့်စုံတဲ့ဘဝကိုတိဆောက်ဖို့ဘယ်ကနေစတင်ရမလဲမြတ်စွာဘုရားကအားလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ပထမဆုံးမင်္ဂလာတရားကိုအရင်ဆုံးဟောကြားခဲ့ပါတယ် အဲ့ဒါကတော့အတိဝနာစပါလာနံပါပဲရှင်းလေးပြောရရင်လူမိုက်တင်နေဖို့ပေါင်းတင်ဖို့ပါဟုတ်ပါတယ်ဒါကပထမဆုံးနဲ့အခေအကြဆုံးမင်္ဂလာတရားပဲနောက်လာမယ့်မင်္ဂလာတွေအားလုံးအတွက်အခေခံအုံမကြီးတစ်ခုပေါ့အရေးကြီးတာတစ်ခုကဒီနေရာမှာလူမိုက်ဆိုတာဉာဏ်ရည်နှိမ့်တဲ့သူ IQ နည်းတဲ့သူကိုပြောတာလုံးဝမဟုတ်ဘူးနော်အဓိကဆိုလိုတာကကိုကျင့်တရားပြပြတဲ့သူအမားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူပြီးတော့ကိုလိုရကြောင်ကိုရောတခြားသူတွေကိုပါဒုက္ခရောက်စေမဲ့သူအဲ့ဒီလိုလူစားမျိုးကိုဆိုလိုတာပါဒီအဆုံးအမကစာထဲမှာတင်မဟုတ်ပဲလက်တွေ့ဘဝမှာဘလောက်တောင်အရေးပါတယ်လဲဆိုတာကိုတရုပ်ဖော်ပြနေတဲ့တကယ်အဖြစ်ပြက်ကျန်းကန်ထက်ကတတိပေးပုံမြင်လေတစ်ခုကိုကြည့်လိုက်ကြရအောင်ဒီပုံမြင်ကတော့အားလုံးလည်းရင်းနှီးပြီးသားဖြစ်မှာပါအဓိကဇက်ကောက်တွေကတော့အစာတာသမင်းနဲ့သူ့ကိုလမ်းမပေါ်ရောက်အောင်ဆွဲခေါ်သွားခဲ့တဲ့ဒီဝရတ်တို့ပါပဲဇက်လန်းကဒီလိုဗျာလူမိုက်ဖြစ်တဲ့ဒေဝတက်ရဲ့နီးကပ်ပေါင်းတင်မှုကြောင့်အစာတသက်မင်းဟာတဖြည်းဖြည်းနဲ့စိတ်တက်တွေပျက်စီးလာတယ်အဆိုးဆုံးကတော့ကိုယ့်ရဲ့ကျေးဇူးရှင်သူတော်ကောင်းဖြစ်တဲ့ဖခင်အရင်ကိုတက်တဲ့အထိအမှားကြီးကျူလုံးမိသွားတာတယ်ကြည့်ပါဦးမှားယွင်းတဲ့ပေါင်းတင်မှုတစ်ခုတည်းကြောင့်ပဲတိုင်းပြည်ရဲ့ဘရင်တစ်ပါးဟာပျက်စီးခြင်းတရားတွေနဲ့ဆင်းရဲဒုက္ခပင်လယ်ထဲကိုတိုက်ကြိုက်ထက်သွားခဲ့ရတာပါ ကဲဒီပုံပြင်ကလွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကထိခဲ့တာနော်ဒီလောက်ရှေ့ကြတဲ့အဆုံးအမကနော်ဒီနေ့ခေတ်တိပပညာနဲ့ဆက်ဆက်မှုရှိတယ်လားရှိတယ်ဆိုတာထက်အန်အောစရာကောင်းလောက်အောင်ကိုတထက်တီးကြနေတာကိုတွေ့ရမှာပါဟုတ်ပါပြီလွန်ခဲ့တဲ့2000ကြီးကဒီဆုံးမကိုယုံကြည်မှုတစ်ခုအနေနဲ့လက်ခံရလာမျိုးမဟုတ်တော့ပါဘူးမျက်မှောက်ခေတ်ပညာရေးဆိုင်ရာစိတ်ပညာလဲလာမှုတွေကကိုတိုက်ရိုက်ထောက်ခံပေးနေတာပါဒီမှာကြည့်ခေတ်တဲ့လဲလာမှုတစ်ခုရဲ့တွေ့ရှိချက်ပေါ့သူကဘာပြောလဲဆိုတော့အကျုံးမရှိတဲ့လွှမ်းမိုးမှုတွေဥပမာအာယုံပြတ်အောင်လုပ်တာမကောင်းမှုလုပ်ဖို့အားပေးတာအဲ့ဒီလိုတနယ်ချင်းတွေကိုရှောင်တဲ့ចောင်းသားတွေဟာတခြားចောင်းသားတွေထက်စီကန်းလိုက်နာမှုနဲ့အာယုံစူးစိုက်နိုင်စွမ်းမှာတိတိတသာကိုပုံမြတ်မားနေတာကိုတွေ့ရတယ်တဲ့ဒါဟာမြတ်စွာဘုရားဟောခဲ့တဲ့လူမိုက်ကိုမပေါင်းတင်ရဆိုတဲ့အဆုံးအမနဲ့တားရိုက်ကိုအဖြေတူနေတာပဲဗျာကောင်းပြီဒါဆိုရင်ဒီရှင်းအောင်မြန်ပညာတွေရောမျက်မှောက်ခေတ်ကတက်တည်ထောက်ထားတီကနေရောကျွန်တော်တို့အတွက်ဘယ်လိုလက်တွေ့ကြတဲ့သင်ခန်းစာတွေရနိုင်မလဲအနှစ်ချုပ်ကိုတစ်ချက်ကြည့်လိုက်ကြအောင် ပထမဆုံးအနေနဲ့တကယ်မင်္ဂလာစစ်ဆိုတာအဖြစ်မှန်းကအတိတ်နိမိတ်တွေမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်ကလာတဲ့ကိုချင်းတရားနဲ့လုပ်ရက်တွေသာဖြစ်တယ်ဆိုတာပါပဲဒုတိယအချက်ကတော့ပျော်ရွှင်တဲ့ဘဝတစ်ခုကိုစတင်ဖို့
ပထမဆုံးခြေလန်းဟာကိုဘသူနဲ့ပေါင်းတင်းမလဲဆိုတာကိုပညာရှိရှိရွေးချယ်တတ်ဖို့ပါပဲနောက်ဆုံးချက်ကတော့မကောင်းတဲ့လွှမ်းမိုးမှုတွေကိုရှောင်ရှားနိုင်ခြင်းဟာခြေကပုံပြနေမှာရောဒီနေ့ခေတ်သစ်ပံပညာမှာပါအသိမပြုထားတဲ့ကိုတိုးတက်အောင်လုပ်ဖို့အတွက်ထာဝရမှန်ကန်နေမယ့်နေရာမှာတစ်ခုပါပဲ ကဲဒီတင်ပြချက်ကိုအဆုံးမသက်ခင်မှာကိုပြန်မေးကြည့်ဖို့မိခွန်းလေးတစ်ခုနဲ့ထားခဲ့ပါစေကိုရဲ့ဘဝပတ်ဝန်းကျင်မှာကိုအပေါ်ကိုဆွဲတင်ပြီးနေတဲ့သူတွေကဘသူတွေလဲနောက်ပြီးကိုအောက်ကိုဆွဲချနေတဲ့သူတွေကတော့ဘသူတွေလဲအဲ့ဒီမိခွန်းရဲ့အဖြစ်ကိုရိုးရိုးသားသားပြန်သုံးသပ်ခြင်းကပိုပြီးကောင်းမွန်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်အင်မတန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာမှသိချပါတယ်